ကျွေးတယ်ပြုံးမပြဆုံးမပြီးမဲ့နှလုံးလာတဲ့ချစ်တော်အဖေပါကွယ်ငါသားတွေစားဖို့ရေးငါသမီးတွေစားဖို့ရေးကြုံရကြရလောက်ကနေဘူးမိုးရွာမနာပါပစ္စရတဲ့ဖေရုပ်ဘဝတွေမိများသွားပြီလားမေးထားကြတာလားဗျာအမေသွေးနဲ့မွေးခဲ့သလိုအဖေချွေးနဲ့ကြွေးခဲ့တာအဖေကိုလည်းပြမထားပါနဲ့ဗျာအမေဒီတွေကြားလိုက်တိုင်းကွယ်အဖေများကိုလည်းအတနာပူလို့ရဲ့ရှင်မအဖေတီးလေးကိုစင်ကဒီဖွဲ့ကြောလိုက်ပါရဲ့အဖေ